ပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့မိုင်တဲ့ဘေးထောက်နေရတဲ့ MB 2008အားဝယ်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရဲ့ကတ်တွေကိုပထမဆုံးအနေနဲ့စစ်ကြည့်လိုက်ပါပြီဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ star 966 star 2310ဆက်ဒီကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့စစ်ကြည့်လိုက်ပါဗျာဒါလေးကတော့ကျွန်တော်တို့တလားကိုတစ်ကြိမ်ဝယ်လို့ရပါတယ်ဗျာဘေးနေရာနဲ့နဲ့ကျွန်တော်တို့1400 MB ကိုဝယ်လို့ရမှာဖြစ်ပါတယ်ဗျာ star 966 star 2310ဆက်ကိုနှိပ်ပြီးတော့စစ်ကြည့်လိုက်မယ်ဗျာတကယ်လို့လက်ကြောင့်ငွေမလောက်ပါဆိုရင်ကျွန်တော်တို့ဘေးနေရာနဲ့1400 MB ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုခုပဲစစ်ကြည့်လိုက်ပါဗျာ star 966 star 2310ဆက်ကကျွန်တော်တို့ဘေးနေရာနဲ့1400 MB ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လို့လက်ကြောင့်ငွေမလောက်ပါဆိုရင်ကျွန်တော်ပြောရဲ့နည်းလမ်းလေးတိုင်းဘေး1200သုံးပြီးတော့ MB 2800ဝယ်လို့ရအောင်ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ star 966 star 2310ဆက်ကတော့ကျွန်တော်တို့မိုင်တဲ့ဘေး200နဲ့1400 MB ရရှိမှာဖြစ်ပါတယ်ဗျာနောက်နီးလန်းလေးကတော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲအောင်မလေးဝယ်တာပဲဖြစ်ပါတယ် star 11ခွန်ဆက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဝယ်ကြည့်လိုက်ပါဗျာတကယ်လို့ဘယ်နှစာစိုးစိုးပိုင်းဝယ်မယ်ဆိုရင်ပို့ပြီးအဆင်ပြေပါတယ်ဗျာကျွန်တော်တို့ဝယ်မယ်ဆိုရင် MB ကျွန်တော်တို့1400 MB ရရှိမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဝယ်မယ်ဆိုရင်star 11ခွန်ဆက်ကိုနှိပ်ပြီးတော့ဝယ်လို့ရပါတယ်ဗျာကျွန်တော်တို့ star 966 star 2310ဆက်ကကျွန်တော်တို့မိုင်တဲ့ဘေး200နဲ့ 2G မိုင်တဲ့ဘေး200နဲ့1400 MB ရဲ့ဒီကောင်က1400ရဲ့ဆိုရင်ကျွန်တော်တို့2400 MB ရရှိမှာဖြစ်ပါတယ်ဗျာဒီလိုနီးလေးတွေစစ်လို့ရတယ် star 11ခွန်ဆက်ကိုနှိပ်ပြီးဒီလိုပေါ်ရင်ကျွန်တော်တို့စံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာဒီမှာဆိုရင်ဒါကတော့ကျွန်တော်တို့ဒုတိယအကြိမ်ဝင်မယ်ဆိုရင်ကျွန်တော်တို့က1400 MB ပဲပေါက်ပါပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့အဲ့မှာရွေးရမယ့်ဥစ္စာပါလို့ရှိရင်တော့ကျွန်တော်တို့ပထမဆုံးစတော့မယ်ဆိုရင် MB 3000ပေါက်မှာဖြစ်ပါတယ်ဗျာမိတ်ဆွေလည်းကျွန်တော်တို့ဒီနီလန်းလေးတိုင်းကြည့်လို့ရတယ် star 966 star 966 star 2310ဆက်ကိုဝယ်လို့ရမယ်ဆိုရင်ကျွန်တော်တို့ဘေးနေရာနဲ့1400 MB ရရှိမှာဖြစ်ပါတယ်ဗျာဒီကောင်လေးဝယ်ပြီးရင်ကျန်တဲ့ပေတစ်ထောင်ကို star 11ခွန်ဆက်ကိုနှိပ်ပြီးတော့လဲကျွန်တော်တို့ဝယ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့က1400 MB ရရှိရမှာပဲဒါဆိုရင်ကျွန်တော်တို့ကဘေး1200နဲ့2400 MB ကိုရရှိမှာဖြစ်ပါဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါတကယ်လို့ကျွန်တော်တို့ကတ်တွေကလက်ရကိုမလုံလောက်ပါဆိုရင်ကျွန်တော်တို့မိုင်ရဲဘေး1200နဲ့ကျွန်တော်တို့2400 MB ရရှိမှာဖြစ်ပါဗျာနောက်ထပ်စစ်မှန်နည်းလေးကတော့ star ခွန်3လုံးဆက်ကိုနှိပ်ပြီးတော့လဲစစ်လို့ရတယ် star ခွန်3လုံးဆက်ကိုနှိပ်ပြီးတော့စစ်ကြည့်လို့ရှိရင်ဒီမှာလဲပေါ်သွားလိမ့်မယ်ဗျာstar ခွန်3လုံးဆက်မှာဆိုရင်လည်းဘေးနေရာနဲ့ 2G ကျွန်တော်တို့တစ်ခါတလေဘေးနေရာနဲ့မိနစ်200ကိုတလားတန်းဝယ်လို့ရတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လို့ဒီလိုပေါ်လို့ရှိရင်ဝယ်ထားလိုက်ပါဗျာအရန်ကိုတန်ပါတယ်ဗျာဒီမှာဆိုရင်လည်းဘေးနေရာနဲ့ 2G ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာကျွန်တော်အခုပြောပြပေးရတော့ကျွန်တော်တို့မိုင်တဲ့ဘေး1200နဲ့2400 MB ဝယ်နည်းလေးပဲဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ